ကိုလိုချင်တဲ့အရာတွေရရှိနိုင်တဲ့မေတ္တာတန်လိုက်အကြီးအကြောင်းကိုပြောပြချင်တယ်အဲ့တော့အဲ့ဒါဘာလဲဆိုတော့ဒီဆီယမာကြီး Random Brine လေးပေါ့နော် The Secret ဆိုတဲ့ လိုဝက်ချက်ဆိုတဲ့စာအုပ်ကိုရေးတယ်ဆီယမာကြီးပြောပြတဲ့အရာလေးတစ်ခုဖြစ်တယ်။ဆီယမာကြီးကဘာလဲဆိုတော့ပန်းတွေကိုအရင်သူကချစ်မြတ်လို့တယ်။ပန်းတွေအများကြီးရအောင်သူအမြဲတမ်းဝယ်လေးရှိတယ်တဲ့။အဲ့တော့တစ်ခုသောနေ့မှာတဲ့သူကပန်းကိုရအောင်အမြဲတမ်းစူးစမ်းတဲ့ခါကျတော့တစ်ခုသောနေ့မှာပန်းကမရဘူးပေါ့နော်။အဲ့တော့သူလိုချင်တာမရဘူးပေါ့။အဲ့တော့သူမလိုချင်တာမရတဲ့ခါကျတော့ကိုလိုချင်တာမရရင်လူကဘာဖြစ်တတ်လဲဆိုတော့ကိုလိုချင်တာမရရင်ကိုကစိတ်ပြတ်တယ်เนาะစိတ်မရှိတာဖြစ်တယ်ဒါပေမဲ့ तू ကအဲ့လိုဖြစ်မဲ့အစား तू ကဘာလုပ်လိုက်လဲဆိုတော့ဒီကိုမျက်နှိုးတဲ့အရာတွေပေါ်မှာ तू မေတ္တာပေါ့เนาะမေတ္တာပို့တယ်လို့ပဲပြောရမှာပေါ့เนาะပန်းနေပေါ့ပန်းနေကိုနှစ်သက်စွာနဲ့ပဲ तू ကतू အမြဲတမ်းစူးစမ်းခဲ့တယ်ပေါ့เนาะပန်းနေက तू မှာအမြဲတမ်းပန်းနေတစ်ခွေးတစ်ပိုက်နဲ့ရခဲ့တယ်ဒီຢာလေးတွေကိုပဲ तू မေတ္တာပေးပြီးတော့ပန်းနေကိုမေတ္တာပေးဖြစ်တယ်ပေါ့เนาะအဲ့ဒီအခါမှာအန်ဩစွာနဲ့ပဲတဲ့သူအဲ့တော့ကဘာလို့ပန်းမရတာလဲဆိုတော့တကယ်ကြာမိုးတွေတအားရွာပြီးတော့ပန်းကင်းနေရနေပြီးတော့ပန်းနေမရတာပေါ့နော်ဒါပေမဲ့အဲ့မှာအန်ဩစွာနဲ့ပဲပါလဲဆိုရင်သူ့ရဲ့ကဘာတစ်ဖက်ချမ်းလောက်မှာရှိနေတဲ့သူ့ညီမစီကနေပြီးတော့ပန်းနေအန်ဩစရာကောင်းအောင်သူ့စီကိုပို့ပေးလိုက်တာသူ့စီကိုရောက်တာအဲ့ဒီအတွက်ကြောင့်မလို့သွားပါလဲဆိုလို့ရှိရင်ကိုကတဲ့ဒီပေါ့တစ်ခုခုကိုပေါ့နော်ပြစ်တင်ဝေဖန်နေမှအစားမေတ္တာထားလိုက်မယ်မှာမေတ္တာဆက်ဝင်အကြီးကြီးနဲ့မေတ္တာထားလိုက်တယ်ကိုကကောင်းတဲ့အရာကိုအာရုံပြုလိုက်တယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့မေတ္တာစွမ်းအားကြောင့်ကိုယ့်ရဲ့ဆက်ဝင်ဆိုတာကကိုယ့်ရဲ့ခန္ဓာကိုယ်မှာရှိနေကိုယ့်ရောင်ကိုယ်ဟာဆက်ဝင်ဟာတန်လိုက်ဆက်ဝင်လို့ပဲကိုလိုချင်တဲ့အရာတွေဟာကိုယ့်ဘဝတွေကိုရောက်ရှိလာပါတယ်ရှင်အဲ့တော့ဒါလေးကတော့ကျမရဲ့ဘဝမှာဒီပုံမြင်လေးဟာဒီပုံမြင်လေးမဟုတ်ဘူးဒီ story လေးပေါ့ဆရာမကြီးပြောပြတဲ့ဒီအကြောင်းအရာလေးဟာကျမရဲ့ဘဝမှာကျမအမြဲတမ်းမှတ်မိနေတဲ့အရာလေးပေါ့နော်အဲ့တော့ကျမကလိုချင်တာတွေမရခဲ့ဘူးဆိုလို့ရှိရင်အမြဲတမ်းကိုယ်စိတ်ကိုပြန်ပြီးတော့ဘာဖြစ်ခဲ့လဲဆိုရင်ပြန်ပြောင်းခဲ့တယ်ငါဒီရောင်မြစ်တာထားရမှာပါလားပေါ့နော်ဆိုပြီးတော့အဲ့တော့ဒီຢာလေးကိုတရားမိတ်ဆွေတွေလည်းရရှိအောင်လို့မျှဝေပေးလိုက်ပါတယ်အဲ့တော့ဒီဗီဒီယိုလေးကတရားမိတ်ဆွေတွေအတွက်ကိုအကျိုးရှိလားအကျိုးရှိရင်အောက်မှာ comment လေးတွေမှတ်သွားလို့ရပါတယ်ရှင်ကျမကတော့ spiritual coach မမြတ်စုဖြစ်ပါတယ်ရှင်တရားမိတ်ဆွေတွေအားလုံးပြည့်စုံရှင်မိသားစုဝင်တွေအားလုံးနေ့ရက်တိုင်းမှာအေးချမ်းပျော်ရွှင်ကြပါစေရှင်